Hello guys, ဒီနေ့မှာကျွန်တော်က Smile 1 coin ကုတ်ထုနေလေးကျွန်တော်ပြောပြမှာဖြစ်ပါတယ်ခင်ဗျာအရင်ဆုံး Smile 1 site ကိုတစ်ချက်ဝင်လိုက်မယ်နော် Okay Smile 1 site ကိုရောက်ပါပြီဆို profile တစ်ချက်နဲ့ပြီးရင်အမှအတက်တင်ချင်းကုတ်ဆိုတာရှိရယ် Okayအဆိုရင်ဒီမှာဒါကိုကုတ်ဖြည့်ရမယ့်နေရာပေါ့နော်ဒါကကုတ်ထုတ်ရမယ့်နေရာဒါကကုတ်ကိုယူရမယ့်နေရာပေါ့နော် Okay ကိုကုတ်ဒီမှာဝယ်ထားရဲဆိုရင်ဒီမှာကုတ်ကဒီမှာပေါ်မှာဖြစ်ပါတယ်ခင်ဗျာပြီးလို့ရှိရင်ကိုကကုတ်30ဆိုလို့ရှိရင် coin 300ရမယ်1ဆိုလို့ရှိရင် coin 300ပေါ့နော် Okay 2ဆိုလို့ရှိရင်3နည်းနည်းမြောက်တော့600ပေါ့ကိုကြိုက်တဲ့လောက်ကိုထုတ်လို့ရတယ်ပေါ့နော်ကျွန်တော်စမ်းထုတ်ပြမှာဆိုတော့ coin 1000အရင်ဆုံးစမ်းထုတ်ပြလိုက်ပါဗျာ coin 1000 okay ဒါ crypto နဲ့ပဲငွေချေတာပို့အဆင်ပြေဗျ crypto okay okay အဲ့ဆိုရင် confirm ချက်နေမယ် okay confirm ချက်နေပြီဆိုလို့ရှိရင်ဒီမှာ crypto ဆိုတာရှိရပါ crypto မှာ USDT နဲ့လည်းရတယ် Ethereum နဲ့လည်းရ USDC နဲ့လည်းရဗျာကိုကြိုက်တဲ့ payment နဲ့ကွာငွေချေလို့ရတယ်ကိုငွေချေမဲ့ကိုရဲ့ email တော့ဒီမှာထည့်ပေးရမှာဖြစ်ပါတယ် email တော့မှန်အောင်ထည့်ပေးပါတော့ပြီးလို့ရှိရင် Binance Pay နဲ့လည်းရတယ် Binance Pay နဲ့ကြတော့ Bitcoin နဲ့ပဲရတယ်ဒီကောင်ကကြတော့ကျွန်တော်တို့ crypto နဲ့ကပိုအဆင်ပြေလို့ထင်တယ် Okay Okay ကိုကချင်မယ်ဆိုလို့ရှိရင်Okay အဲ့ဆိုလို့ရှိရင်တော့1000ကို1စက္ကွန်တမခွန်$ပေါ့နော်ဒေါ်လာ US ဒေါ်လာပေါ့နော်ကြားမယ်အဲ့ဆိုကိုရဲ့ Gmail account လည်းအတည်ပြုပြီးလားဆိုတော့ကိုကဒီလိပ်စာကိုကူးပြီးတော့ငွေလွှဲပေးလိုက်ရုံပဲဗျာဒီလိပ်စာကိုဒါမှမဟုတ်လို့ရှရင်လဲဒီမှာပေါ့ QR code ကို scan ဖတ်ပြီးတော့လည်းငွေလွှဲပေးလို့ရဟိုဘက်မှာငွေဝင်တာနဲ့ဟိုဘက်မှာငွေဝင်သွားပြီဆိုတာနဲ့ဒီမှာအဖက်မှာငွေဝင်သွားဆိုတော့ဒီဘက်မှာကုတ်ခိုင်တန်းကြလာပါဘောနော်ဒါကတော့ကျွန်တော်ကမကြသေးဘူးလောလောဆယ်ကတော့ Okay ဒီလောက်ပါပဲဘာမှတော့မခက်ပါဘူး Binance account ရှိထားတာတော့ပိုအဆင်ပြေပဲ Binance account ကအခုနောက်ပိုင်းငွေပေးချေမှုတော်တော်များများ Binance နဲ့လက်ခံတာများရယ်ဗျာ Binance account ဖွင့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုထပ်လုပ်ပေးမယ်အကယ်ကိုကတိချင်တာရှိလို့ရှိရင်လည်းလာမေးလို့ရရဗျာနော် Okay ကျေးဇူးတင်ပါတယ်